English Grammar and Use, the book for the intermediate students, 3rd edition, Raymond Murphy, Cambridge University Press. Now I'm going to read Unit 64, 2, 4, and so that, purpose. The account of the lema, preposition to preposition for, so that, ဒီစလုံးတွေကိုလေ့လာရမယ်။ဒီစကားလုံးသုံးလုံးစလုံးဟာ purpose ရည်ရွယ်ချက်ကိုရည်ရွယ်တယ်။ရည်ရွယ်ချက်တွေကိုပြောတဲ့အခါမှာသုံးတယ်။ Section A ကိုလေ့လာမယ်။ We use to say why somebody does something, the purpose of an action. တို့ကဒီ to ကိုသုံးတယ်။ဘာလို့ဖို့သုံးတယ်လဲဆိုတော့ why ဘာကြောင့် somebody တစုံတစ်ယောက်က does something တစုံတစ်ရာကိုလုပ်လိုက်ရတယ်ဆိုတာကိုပြောဖို့အရာအတွက် to ကိုသုံးတယ်။အဲ့တော့တစုံတစ်ယောက်ကတစုံတစ်ရာကိုဘာကြောင့်လုပ်တယ်ဆိုတာကိုပြောခြင်း to ကိုသုံးတယ်။အဲ့ဒါက the purpose of an action လုပ်ဆောင်ချက်တစ်ခုရဲ့ရည်ရွယ်ချက်နမူနာဝကျက Why are you going out to post a letter? မင်းဘာလို့အပြင်ထွက်မှာတော့ဘာလို့အပြင်ထွက်နေတာတော့ဘာလို့အပြင်ထွက်မှာတော့စာတစ်စောင်ထည့်မလို့ to post a letter အဲ့ဒီမှာသူ့ရဲ့ရည်ရွယ်ချက်ကအပြင်ထွက်ရတဲ့ရည်ရွယ်ချက်က to post အဲ့တော့ဒီမှာကဒီ to က infinitive အစိပ်ပိုင်းတစ်ခုပေါ့နောက်တစ်ခါ a friend of mine phoned to invite me to a party ငါတကယ်ချင်းတယောက်က phoned ဖုန်းဆက်လိုက်ခဲ့တယ်ဘာလို့ဖုန်းဆက်တာလဲ to invite me ငါကိုဖိတ်ဖို့ to a party ပါတီပွဲတစ်ခုကိုငါကိုဖိတ်ဖို့အတွက်တကယ်ချင်းတယောက်ကဖုန်းဆက်ခဲ့တယ်အဲ့ဒီမှာ to invite ဒါသူ့ရဲ့ရည်ရွယ်ချက်ဖုန်းဆက်ရခြင်းရဲ့ရည်ရွယ်ချက်နောက်တစ်ခါ we shouted to warn everybody of the danger တို့ကလူတိုင်းကိုအန္တရာယ်ရှိတယ်ဆိုတဲ့အကြောင်းကိုအော်ပြီးသတိပေးလိုက်တယ် shouted အော်လိုက်တယ်ဘာကြောင့်မို့အော်တာလဲ to warn သတိပေးဖို့အော်လိုက်တာအဲ့တော့အလုပ်တစ်ခုကိုလုပ်လိုက်တာဘာကြောင့်မလို့လုပ်လိုက်ရပါတယ်ဆိုတဲ့ purpose ကိုပြတော့ရည်ရွယ်ချက်ကိုပြတော့ to infinitive နဲ့သူပြတယ် we use to say why something exists its purpose to ကိုတို့ကသုံးသေးတယ်တစုံတရာဟာဘာကြောင့်တည်ရှိနေတယ်ဆိုတဲ့အကြောင်းကိုပြောဖို့ရလို့ to ကိုသုံးသေးတယ်ဒါသူတည်ရှိရခြင်းရဲ့ရည်ရွယ်ချက် its purpose this wall is to keep people out of the garden ဒီနံရံဟာလူတွေကိုဥယျာဉ်နဲ့ကင်းအောင်ကာထားတာဖြစ်ပါတယ်အဲ့တော့ keep out ဆိုတာသူတို့ကိုလူတွေနဲ့ဝေးအောင်လုပ်ထားတာ keep out of the garden လူတွေကိုဥယျာဉ်နာမကတ်နိုင်အောင်ကာထားတာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်this wall is ဒီနံရံကြီးဟာရှိနေတယ်ဘာကြောင့်ရှိတာလဲ to keep people out of the garden လူတွေကိုဥယျာဉ်နာမကတ်နိုင်အောင်ဥယျာဉ်နဲ့ဝေးအောင်အဲ့ဒီဥယျာဉ်တွေကိုလူတွေကြော်ဖြတ်လို့မရအောင်လုပ်ထားနောက်တစ်ခါ the president has a team of bodyguards to protect him အမရမှာသူ့ကိုကူညီဖို့ရအတွက် bodyguards အဖွဲ့တစ်ဖွဲ့ရှိတယ်a team of bodyguards ကရှိနေတာအဲ့ဒီ bodyguards တွေကဘာလုပ်ဖို့လဲ to protect him အဲ့တော့တစုံတရာတည်ရှိနေရခြင်းတစုံတယောက်ရက်တည်နေခြင်းတည်ရှိနေခြင်းရဲ့ရည်ရွယ်ချက်ကိုပြရင်လဲ to infinitive နဲ့ပြတယ်ဆိုတာကို section A ကရှင်းပြတယ်ဒါ purpose ကိုပြတဲ့နည်းတစ်နည်းနောက်တစ်ခါ section B ကိုလေ့လာမယ် we use to say what can be done or must be done with something to ကိုတို့ကသုံးသေးတယ်တစုံတရာကိုဘယ်လိုလုပ်နိုင်တယ်လဲ
တစုံတရာကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြောဖို့လဲ to ကိုသုံးသေးတယ်အဲ့တော့ what can be done ဘာလုပ်နိုင်လဲ or သို့မဟုတ် must be done ဘယ်လိုလုပ်ရမလဲ with something တစုံတရာကိုဘယ်လိုလုပ်နိုင်တယ်ဘယ်လိုလုပ်ရမလဲဆိုတာကို to say ပြောဖို့အတွက် we use to ကိုသုံးတယ် It's difficult to find a place to park in the center မြို့လယ်ကောင်မှာ in the center ဆိုတော့မြို့လယ်ကောင်ပဲထားလိုက်တော့မြို့လယ်ကောင်မှာ a place to park ကားရပ်ဖို့နေရာတစ်ခုကို define ရှာရတာ it's difficult ခက်ခဲတယ်အဲ့တော့ဒီမှာတစုံတရာကိုဘယ်လိုလုပ်နိုင်တယ်လဲဘယ်လိုလုပ်ရမလဲဆိုတာကိုပြောတယ်ဆိုတော့ a place တစုံတရာ to park ကားရမယ်နေရာအဲ့တော့ဘယ်လိုလုပ်ရမယ်ဟာလဲဘယ်လိုလုပ်နိုင်တဲ့ဟာလဲဆိုတော့ a place to park အဲ့ဒီလိုတွဲသုံးလိုက်တယ်အပေါ်က description နဲ့အဓိပ္ပာယ်မှာဆိုလို့ချင်းသိပြီးတော့သဘောပေါက်ချင်မှပေါက်မယ်တစုံတရာနဲ့ပတ်သက်ပြီးဘယ်လိုလုပ်နိုင်တယ်ဘယ်လိုလုပ်ရမယ်ဆိုတော့သဘောကပေါက်ချင်မှပေါက်တာအဲ့တစုံတရာဆိုတဲ့နေရာမှာ a place နေရာတစ်ခုသူ့ကိုဘယ်လိုလုပ်နိုင်တယ်လဲသူ့ကိုဘယ်လိုလုပ်ရတာလဲဆိုတော့လုပ်ရမှာလဲဆိုတော့ကားရမယ်နေရာအဲ့တော့ဘာလုပ်ရမယ့်ပစ္စည်းလဲဘယ်လိုလုပ်ရမယ့်ပစ္စည်းလဲဘယ်လိုလုပ်ရမယ့်အရာလဲအဲ့ဒါမျိုးပြောချင်ရင်ဒီပုံစံနဲ့ပြောတယ်ရှေ့က noun နောက်က to infinitive a place to park ကားရပ်ဖို့နေရာတစ်ခုဒီလိုမျိုး a place where you can park မင်းကားရပ်လို့ရတော့နေရာတစ်ခုအဲ့တော့ what can be done ဆိုတဲ့ပုံစံမျိုးဘာလုပ်လို့ရမလဲ would you like something to eat စားစရာတစ်ခုခုများလိုချင်ပါလားအဲ့တော့တစ်ခုခုစားစရာတစ်ခုခုယူမလား would you like something to eat ဒီမှာ something to eat တစုံတရာဘာလုပ်ရမလဲဟာလဲ to eat အဲ့တော့ something that you can eat something to eat ဆိုတာ something that you can eat မင်းစားလို့ရတဲ့အရာအဲ့ဒါကို noun နဲ့ to infinitive နဲ့သုံးတယ်နောက်တစ်ခါ have you got much work to do မင်းမလုပ်စရာအလုပ်အများကြီးရှိနေလားအဲ့မှာ work to do လုပ်စရာအလုပ်အဲ့လုပ်စရာအလုပ်ဆိုတော့ work that you must do မင်းလုပ်ရမယ်အလုပ်အဲ့တော့ work to do ဆိုတာ work that you must do noun နဲ့ to infinitive နဲ့လိုက်တယ်နောက်တစ်ခါ I get lonely if there's nobody to talk to ပြောစရာလူဘယ်သူမှမရှိဘူးစကားပြောစရာလူဘယ်သူမှမရှိဘူးဆိုလို့ရှိရင်ငါအထီးကျန်သွားတယ်အဲ့ဒီမှာ nobody to talk to ရှေ့က noun နောက်က to infinitive အဲ့တော့စကားပြောစရာဘယ်သူမှမရှိဘူးဆိုတော့ဒါမှမဟုတ်လို့ရှင်လဲ somebody to talk to ဆိုကြပါစို့အဲ့လူကဘာလဲဆိုတော့ somebody who you can talk to အဲ့လိုအဓိပ္ပာယ်ထွက်တယ်အဲ့ဒါကို now to infinitive နဲ့ရေးပြတယ်နောက်တစ်ခု I need something to open this bottle with ဒီပလင်းကိုဖွင့်ဖို့တစ်ခုခုငါလိုတယ်something တစုံတရာဘာလုပ်ရမလဲဟာလဲ to open with ဖွင့်ဖို့to open this bottle with ဒီပလင်းကိုဖွင့်ဖို့ with ကဘာလို့ပါလဲဆိုတော့နမူနာပြောမယ် I will open this bottle with something တစုံတရာနဲ့ငါဒီပလင်းကိုအဖုံးကိုဖွင့်မှာအဲ့ဒါ with လေးကပါရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ with ကဝကြအဆုံးမှာဒီတိုင်းပဲထည့်ပေးတယ် open with ဒီမှာဘာတွေ့လဲ something to open ဖွင့်စရာတစ်ခုခုဒါလာပြန်ရင်တော့အဲ့ဒီလိုလေးတွေပြောမယ် a place to park ကားရက်စရာနေရာတစ်နေရာ something to eat စားစရာတစ်ခုခု much work to do လုပ်စရာအလုပ်များများ nobody to talk to ပြောစရာလူဘယ်သူမှမရှိဘယ်သူမှsomebody ဆိုလို့တစုံတစ်ယောက်ပေါ့ something to open ဖွင့်စရာတစ်ခုခုအဲ့လိုပါပြန်တယ် also money time chance opportunity energy courage etc to do something ဒီလိုပဲ money to do something ဘာလုပ်ဖို့ပတ်စံလဲ time ဘာလုပ်ဖို့အချိန်လဲ chance
ဘာလို့ဖို့အခွင့်အရေးလဲ opportunity ဘာလို့ဖို့အခွင့်အလမ်းလဲ energy ဘာလို့ဖို့ခွန်အားလဲ courage ဘာလို့ဖို့တတ်တည်လဲအဲ့ဒါတွေနောက်က to infinitive လိုက်ပြီးတော့သုံးလို့ရတယ်နမူနာဝါကျလည်းကြည့်လိုက်မယ် They gave us some money to buy some food စားတော့တချို့ဝယ်ဖို့ရအတွက်ပတ်စံတချို့သူတို့ကတို့ကိုပေးခဲ့တယ်အဲ့တော့သူတို့ကစားစရာတောက်စရာတချို့ဝယ်ဖို့တို့ကိုပတ်စံပေးခဲ့တယ်အဲ့တော့ပတ်စံ money ဘာလို့ဖို့လဲ to buy some food စားစရာတချို့ဝယ်ဖို့အတွက်အဲ့လိုမျိုး money နောက်ကလည်း to infinitive လိုက်ပြီးသုံးတယ်နောက်တစ်ခါ Do you have much opportunity to practice your English မင်းအင်္ဂလိပ်စာကိုလေ့လာဖို့အတွက်အခွင့်အလမ်းတော်တော်များများမှာရရလားအဲ့ opportunity အခွင့်အလမ်းဘာလို့ဖို့လဲ to practice လေ့ကျင့်ဖို့ I need a few days to think about your proposal မင်းရဲ့ကမ်းလှမ်းချက်ကိုစဉ်းစားဖို့ရအတွက်ငါရက်အနည်းငယ်လိုပါတယ် A few days ရက်အနည်းငယ်ဘာလို့ဖို့လဲ to think about စဉ်းစားဖို့အဲ့ဒါကြောင့်ဒီလိုပုတ်တင်နောက်ကနေ to infinitive တွေလိုက်တယ်ညာတော့အပြင် noun နောက်ကနေပြီးတော့ to infinitive တွေလိုက်တယ်အဲ့လိုဆိုတော့ဒီပုံစံဒီမှာဘာတွေ့လဲ purpose ကိုရည်ရွယ်ချက်ကိုပြဖို့အတွက် to နဲ့သုံးပြသွားတာကိုလေ့လာပြီးပြီနောက်တစ်ခါ session C ကိုလေ့လာမယ် for ရယ် to ရယ်အဲ့နှစ်ခုကိုလေ့လာအောင်မယ်ရှင်းပြီးလေ့လာတာပေါ့ compare နှိုင်းယှဉ်ကြည့်မယ် for plus noun for နဲ့သုံးတာလည်းအရင်လေ့လာမယ် I'm going to Spain for a holiday Spain ကိုအားလိုက်ရဲ့အတွက်ငါသွားတော့မလို့ for a holiday Spain ကိုသွားတယ် I'm going to Spain ကိုသွားတယ်ဘာအတွက်လဲ purpose ကို for နဲ့ noun နဲ့တွဲပြတယ် for a holiday အားလိုက်ရဲ့ခရီးတစ်ခုအတွက်နောက်တစ်ခု What would you like for dinner ညစာဘာစားချင်ပါလဲ What would you like ဘာကြိုက်တယ်လဲဘာလိုချင်လဲဘယ်အတွက်လဲ for dinner purpose go for noun နဲ့ပြလိုက်တယ် Let's go to the pool for a swim ရေကူးကန်ကိုသွားကြစို့ဘာလို့ဖို့လဲ for a swim for နဲ့ noun နဲ့တွဲပြလိုက်တယ်ရေကူးသွားဖို့ to infinitive နဲ့ပြတာကြတော့ဘယ်လိုလာမလဲကြည့်မယ် I'm going to Spain to learn Spanish Spain ကိုသွားတော့မယ်ဘာလို့ဖို့လဲ to learn Spanish Spain ဘာသာလေ့လာမလို့ Spain ဘာသာလေ့လာဖို့ရအတွက် Spain ကိုငါသွားမယ်အဲ့မှာ not for learn for နဲ့ verb နဲ့မတွဲနဲ့ဒါမှမဟုတ်ရင် for learning အဲ့လိုလည်းမလုပ်နဲ့ဒါ Spain ကိုသူသွားတော့မှာ Spain ဘာသာလေ့လာဖို့အတွက်သွားမှာဆိုတာကတော့ဒီဥစ္စာက the particular situation the specific situation တတ်မှတ်အနေအထားမျိုးမှာ for ing နဲ့မသုံး to infinitive နဲ့ပဲသုံးရတယ်အဲ့တော့ specific purpose တွေတိကျကျရည်ရွယ်ချက်တွေ specific action တွေ address ဆိုလို့ရှိရင် to infinitive ကိုသုံးမယ်လို့ဒီနေရာမှာခဏမှတ်လာခဲ့နောက်တစ်ခါ what would you like to eat to infinitive နဲ့ပြောတဲ့အခါကျတော့ဘာစားခြင်းပါလဲလို့ပြောတယ်ဟိုဘက်တုန်းကညစာအတွက်ဘာများစားခြင်းတလဲက to eat လို့မလာဘဲနဲ့ for dinner ဆိုပြီးလောက်လိုက်တော့ပြည့်စုံသွားတယ် to infinitive နဲ့လည်းကြောက် to eat လို့ပြောမှရတယ်အဲ့တော့ what would you like to eat ဘာများစားခြင်းပါလဲ to infinitive နဲ့ purpose ကိုပြတယ်နောက်တစ်ခါ let's go to the pool to have a swim to infinitive နဲ့ပြတော့ for a swim လို့မလာတော့ဘူး to have a swim infinitive verb ဝင်လာတယ်ရေကူးသွားဖို့ရေကူးကန်ကိုသွားကြစို့ရေကူးဖို့ရေကူးကန်ကိုသွားကြစို့ရေကူးတာက have a swim အဲ့တော့ purpose ကို for နဲ့သုံးတဲ့ပုံစံရယ် verb to နဲ့သုံးတဲ့ပုံစံရယ်ရှင်းပြတယ် for နဲ့သုံးရင် noun လိုက်တယ် to နဲ့သုံးရင် verb လိုက်တယ်ဒါပြောတယ် you can say for somebody to do something အဲ့နှစ်ခုကိုတွဲပြီးတော့လည်းပြန်သုံးလို့ရတယ်တစုံတစ်ယောက်အတွက်တစုံတစ်ရာလုပ်ဖို့ရာဆိုပြီးပြောလို့ရတယ် for somebody to do something ဥပမာဆို for me to read ငါအတွက်ဖတ်စရာအဲ့လိုအဓိပ္ပာယ်မျိုး
အဲ့တော့နောက်ကနမူနာလေးကိုကြည့်လိုက်အောင် There weren't any chairs for us to sit on so we had to sit on the floor There weren't any chairs ဘာကလေးထိုင်မှမရှိဘူး for us ငါတို့အတွက် to sit on ထိုင်ဖို့ရအဲ့ဒါ verb မှာ on နဲ့တွဲရမယ့်အခါမှာ on နဲ့တွဲပြီးသုံးပြတယ် down နဲ့သုံးရမယ့်နေရာဆိုလို့ချင်းဒါ preposition down ကမပါမနဲ့ထည့်ပြီးပြောရမှာဒါ English ကအေးပါတဲ့အသေးစိတ်လေးလေးအောင်လေ့လာရမယ်သတိထားရမယ်အချက်ကလေးတွေပေါ့အဲ့တော့ any chairs for us to sit on တို့ထိုင်စရာအတွက်ဘာကလေးထိုင်မှမရှိခဲ့ဘူး so ဒါကြောင့် we had to sit on the floor ကျမ်းပြင်ပေါ်မှာငါတို့ထိုင်ခဲ့ရတယ်အဲ့ဒီမှာ for somebody to infinitive you can use for ing or to talk about the general purpose of something or what it is generally used for မင်းက ing for နဲ့ ing ကိုတော့၎င်း to ကိုတော့၎င်းသုံးနိုင်တယ်ဘာလို့ဖို့လဲ to talk about the general purpose of something တစုံတရာနဲ့ပတ်သက်ပြီးတော့ရေပုံရရည်ရွယ်ချက်အကြောင်းကိုပြောချင်ရင် for ing ကိုသုံးရတယ်ဒါရေပုံရရည်ရွယ်ချက်ခုနပြောတဲ့ specific purpose ကြတော့တတ်မှတ်ရည်ရွယ်ချက်တိကျတဲ့ရည်ရွယ်ချက်တွေကြတော့ to infinitive နဲ့သုံးတယ်အဲ့ဒါခုနမှတ်ခဲ့ဆိုတာအဲ့ဒါပြောတာ general purpose ကြတော့ general purpose ဆိုလို့ဒါဗိုလ်ချုပ်ရည်ရွယ်ချက်မဟုတ်ဘူးเนาะ general purpose ဆိုတာကရေပုံရရည်ရွယ်ချက်ရေပုံရရည်ရွယ်ချက်ကိုပြောတဲ့အခါကျတော့ for ing နဲ့ပြောပါဒါမှမဟုတ်ရင် to infinitive နဲ့လည်းရတယ်ပေါ်မှာ I'm going to Spain to learn Spanish ဆိုတဲ့နေရာမှာ for learning မရဘူးလို့သူပြောခဲ့တယ်ဘာဖြစ်လို့လဲသူက specific purpose ဖြစ်နေလို့အခု general purpose ကျတော့နှစ်ခုစလုံးရတယ် for ing လည်းရတယ် to infinitive လည်းရတယ်အဲ့ general purpose တော့၎င်းနောက်တစ်ခု what it is generally used for ဒါကိုရေပုံရအားဖြင့်ဘာအတွက်အသုံးပြုတယ်ဆိုတဲ့ဟာမျိုးပြောချင်လို့ရှိရင်for ing to infinitive တကယ်တမ်းကျတော့အဓိကအချက်ကတော့ရေပုံရဒီပစ္စည်းတစ်ခုရဲ့ရည်ရွယ်ချက်ကြည့်မယ် do you use this brush for washing the dishes မင်းဒီ brush ကိုပကံနေဆေးဖို့ရာအတွက်သုံးတာလားဒါရေပုံရမေးတာအခုလောလောဆယ်သူပကံဆေးတာဖြစ်ချင်မှဖြစ်မယ်သူက brush ကိုမြင်လိုက်လို့ဒီ brush ကပကံဆေးဖို့သုံးတာလားဒါမျိုးရေပုံရမေးလိုက်တာအဲ့တော့ရေပုံရ general purpose ကိုပြောတော့ for washing ဆေးဖို့အဲ့ဒါကို to wash the dishes ဆိုပြီးတော့ to infinitive နဲ့သုံးလိုက်ရတယ် do you use this brush to wash the dishes အဲ့လိုပြောလိုက်ရတယ်အဲ့တော့သိရမှာက general purpose ဆိုလို့ရှိရင်ပုံစံနှမျိုးစလုံးပြောလို့ရတယ် specific purpose ကြတော့တတ်မှတ်အနေထားတစ်ခုမှာပဲကန့်သတ်ပြီးပြောတဲ့ရည်ရွယ်ချက်မျိုးကြတော့ to infinitive နဲ့သုံးတယ်နမူနာဘယ်လိုတတ်မှတ်ရည်ရွယ်ထားတာလဲ I'm going to Spain to learn Spanish Spain ကိုအခုသွားမှာအဲ့ဒီကာလတစ်ခုကိုပဲပြောတာ Spain ကိုသွားတာဘာအတွက်သွားတာလဲ Spain ဘာသာလေ့လာဖို့သွားတာဒါရေပုံရမဟုတ်ဘူးအခုလောလောဆယ်လုံးနေတဲ့အနေထားတစ်ခုကိုတတ်မှတ်ပြောတာနောက်တစ်ခုကြည့် what would you like to eat ဘာစားခြင်းတလဲဘာစားခြင်းတလဲဆိုတော့ရေပုံရပြောတာမဟုတ်ဘူးအခုလောလောလတ်လတ်ဘာစားခြင်းတလဲတတ်မှတ်အချိန်ကာလတစ်ခုနဲ့တတ်မှတ်အနေထားတစ်ခုမှာပြောတော့ to eat လို့သုံးတယ်နောက်တစ်ခါ let's go to the pool to have a swim ရေကူးကန်သွားမယ်ဒါရေပုံရရေကူးကန်သွားတာမဟုတ်ဘူးအခုလောလောဆယ်သွားမယ်စကားသွားကြစို့လို့ပြောတယ်ဘာလို့ဖို့လဲ to have a swim အဲ့မှာကျတော့ to infinitive တွေပဲသုံးတယ် specific ဖြစ်လို့specific မဖြစ်ဘူးဆိုလို့ရှိရင်တော့ general နေ့စဉ်နဲ့အမျှမင်းဘာလုပ်လိမ့်ရှိလဲနေ့စဉ်နဲ့အမျှဒီပစ္စည်းကိုဘာအတွက်သုံးတာလဲနေ့စဉ်နဲ့အမျှမင်းအဲ့ဒီကိုဘာအတွက်သွားတာလဲ general ဆိုလို့ရှိရင်တော့အဲ့ဒါဆို for ing နဲ့သုံးတာ for ing လည်းရတယ် to infinitive လည်းရတယ်နှစ်မျိုးသုံးလို့ရပါတယ်ဒီလိုပြောမယ်နောက်တစ်ခါ you can use what for to ask about purpose အဲ့လိုရည်ရွယ်ချက်ကိုမေးဖို့အတွက် what နဲ့ for နဲ့တွဲပြီးတော့လည်းသုံးတယ်ကြည့်အောင်What is this switch for? What is this switch for? ဟာဒီခလုတ်ကဘာအတွက်လဲဒီခလုတ်ကဘာအတွက်လဲဘာအတွက်သုံးတာလဲပေါ့
အဲ့လိုကြောင့်မလို့ तू က what it is generally used for ရေပုံရအားဖြင့်ဒီပစ္စည်းပါအတွက်သုံးတာလဲလို့ပြောချင်ရင်လဲ what for နဲ့သုံးတယ်လို့ပြောခဲ့for ing နဲ့ပြောတယ်ဆိုအပေါ်ကပြောခဲ့တာအခုဒီမှာ what for ကန်တာဒီတိုင်းပဲ what is this switch for ဒီ clock ကဘာအတွက်လဲဘာအတွက်သုံးတာလဲပေါ့နောက်တစ်ခါ what did you do that for မင်းအဲ့ဒါကိုဘာအတွက်လုပ်လိုက်တာလဲဒါလဲ purpose ကိုမေးတာပဲရည်ရွယ်ချက်ကိုမေးတော့ what for နဲ့လည်းမေးတယ်တဲ့ဒီကိုလေ့လာမယ် so that ကအဓိပ္ပာယ်ကတော့ရန်အလို့ငါသူလည်းပဲ purpose ပဲ sometimes you have to use so that for purpose တခါတလေမှာရည်ရွယ်ချက်အတွက် so that ကိုသုံးရလိုက်မယ်တဲ့သုံးရပါတယ် we use so that not to especially when the purpose is negative so that won't so that wouldn't တို့က so that ကို to infinitive မဟုတ်ဘူးအထူးသဖြင့် when the purpose is negative ရည်ရွယ်ချက်ကအငင်းဝက်ကြဖြစ်နေတဲ့အခါမျိုးမှာ so that နဲ့သုံးတယ်ဘယ်လိုပုံစံလဲဆိုတော့ so that won't so that wouldn't ဆိုတဲ့ပုံစံနဲ့သုံးရတယ်ကြည့်မယ် I hurried so that I wouldn't be late past tense ဆိုတော့ wouldn't သုံးတာ because I didn't want to be late I hurried ငါမြန်လုပ်ခဲ့တယ် so that ရန်အလို့ငါ I wouldn't be late နောက်မကျရန်အလို့ငါအဲ့တော့နောက်မကျရန်အလို့ငါမြန်လုပ်ခဲ့ရတယ်နောက်တစ်ခုကြည့်မယ် leave early so that you won't or don't miss the bus the don't ဆိုပြီးတော့ the present လည်းဝင်သွားလို့ရတယ် leave early soထွက်ခဲ့ so that you won't miss the bus bus ကားမလွဲအောင်လို့ bus ကားနဲ့ bus ကားကိုလွဲမသွားအောင်ရအတွက်စောထွက်လာခဲ့အဲ့လို bus ကားမလွဲအောင် so that you won't miss အဲ့ပုံစံနဲ့သုံးရတယ် negative အထူးသဖြင့် negative form တွေမှာပဲသုံးပါတယ် so that ကနောက်တစ်ခါအဲ့ဒီပုံစံနဲ့ negative သုံးပြပြီးတော့အောက်ကဘာလာလဲ with can and could so that can could ဒါကြတော့ positive ပုံစံနဲ့သူသုံးပြတယ် she's learning English so that she can study in Canada သူမအင်္ဂလိပ်စာလေ့လာနေတယ်ဘာလို့ဖို့လဲ Canada မှာစာသင်လို့ရအောင်လို့ Canada မှာနောက်ထပ်ပညာရပ်တစ်ခုခုလေ့လာအောင်မှာပေါ့အဲ့တော့ Canada မှာပညာသင်ကြားနိုင်မှုရအတွက်အခုအင်္ဂလိပ်စာလေ့လာနေပါတယ် so that can we moved to London so that we could see our friends more often တို့ကလန်ဒန်ကိုပြောင်းခဲ့တယ်ဘာလို့ပြောင်းတာလဲ so that we could see တွေ့နိုင်ဖို့ရအလို့ငါ so that could our friends more often တို့ရဲ့တငယ်ချင်းတွေကိုအကြိမ်များတွေ့နိုင်ဖို့ရအတွက် London ကိုတို့ရွှေ့လာခဲ့ပါတယ် past tense ဆိုတော့ could ပေါ်မှာ wouldn't ဆိုတော့ကတော့ future ပုံစံနဲ့အကုန်လုံး future ပုံစံပါပဲ wouldn't ဆိုတဲ့ကောင်မတော့ကတော့ negative နဲ့သုံးတယ် can could ကြတော့ positive နဲ့သုံးပြတယ်လေ့ကျင့်ခန်းသွားမယ် exercises 64.1 choose from box A and box B to make a new sentence with to အဲ့တော့ဒီဘက်က box A ထဲနဲ့ box B ထဲမှာတို့ကရွေးရမယ် to make a new sentence with to နဲ့တွဲပြီးတော့ဝါကျအသစ်တစ်ခုလုပ်ဖို့အတွက် A ထဲကတစ်ခု B ထဲကတစ်ခုရွေးရမယ် 1 I shouted A ဘက်က I shouted B ဘက်ကဘာနဲ့တွဲမလဲ I wanted to warn people of the danger လူတွေကိုအန္တရာယ်ကိုအသိပေးခြင်းခဲ့တယ်ဒါကြောင့်អော်ခဲ့တယ်သူကဘယ်လိုပြန်ရေးပြလဲ I shouted to warn people of the danger to infinitive နဲ့ပဲကပ်လိုက်တယ် I wanted ကိုထည့်ရေးစရာမလိုတော့ဘူးလူတွေကိုအန္တရာယ်အသိပေးဖို့ရာငါអော်ခဲ့တယ် 2 I had to go to the bank ဘဏ်ကိုသွားခဲ့ရတယ်ဘဏ်ကိုသွားခဲ့တယ်ဆိုတော့ဘာလို့ဖို့သွားမလဲဒီဘက်မှာလိုက်ကြည့်အဖြေကိုပဲတန်းပြီးပြလိုက်မယ်ဘဏ်သွားတယ်ဆိုတာ I needed to get some money
ပတ်စံတချို့လိုချင်လို့ပတ်စံတချို့ရဖို့ရလိုအပ်နေခဲ့လို့အဲ့တော့ပတ်စံယူဖို့ဘဏ်ကိုသွားတယ်ပေါ့အဲ့တော့ I needed ဆိုတဲ့ဟာထည့်သုံးကြမလို့တော့ဘူးအဲ့ဒါကိုဖြုတ်ဒီဘက်က I had to go to the bank to get some money ပတ်စံတချို့ယူဖို့ရဘဏ်ကိုသွားခဲ့တယ်နောက်တစ်ခါ 3 I'm saving money ငါပတ်စံစုနေတယ်ဘာလို့ဖို့စုတယ်လဲအဖြစ်နဲ့ပဲတမ်းပြီးကြည့်ရအောင်ပတ်စံစုခြင်းက I want to go to Canada ကိုသွားခြင်းလို့Canada သွားခြင်းလို့ပတ်စံစုနေတယ်ပေါ့အဲ့တော့ I want go ပြန်ထည့်မရဘူး I'm saving money to go to Canada 4 I went into hospital ဆေးရုံထဲကိုငါဝင်သွားခဲ့ပါတယ်ဘာလို့ဖို့လဲအဖြေက I had to have an operation ခွဲစိတ်မှုတစ်ခုငါလုပ်ရမှာအဲ့တော့ဆေးရုံထဲကိုငါဝင်သွားတာကခွဲစိတ်ဖို့အတွက်ဖြစ်ပါတယ်ခွဲစိတ် I had to have an operation ခွဲစိတ်မှုကိုကခွဲစိတ်ခံရမှာတကယ်ခွဲစိတ်ဖို့ရအတွက်ငါဆေးရုံကိုသွားခဲ့တယ်ခွဲစိတ်ခံဖို့အတွက်အဲ့တော့ကိုဘယ်လိုပြောရမလဲ went into hospital ဆိုတော့သူဆေးရုံတက်တာပေါ့လေတွေ့မယ် I went into hospital to have an operation ခွဲစိတ်မှုတစ်ခုအတွက်ဆေးရုံတက်ခဲ့ရတယ် 5 I'm wearing 2 sweaters အနွေးတဲ့အင်ဂျင်နှစ်ထည်ကိုငါဝတ်ထားတယ် I'm wearing 2 sweaters ဘာလို့ဖို့လဲ I want to keep warm နွေးချင်လို့ဆိုတော့ဘာလို့ဖို့ဝတ်တယ်လဲပြန်ပြောမယ် I'm wearing 2 sweaters to keep warm နွေးအောင်လို့အနွေးတဲ့နှစ်ထည်ဝတ်ထားတယ် 6 I phoned the police ငါရဲတွေကိုဖုန်းဆက်လိုက်တယ်ဘာလို့ချင်လို့လဲ I wanted to report that my car had been stolen ငါကားအခိုးခံလိုက်ရတယ်ဆိုတာကိုသတင်းပေးချင်လို့ပါအဲ့တော့ I wanted ကပြန်ထည့်မရေးတော့ဘူး I phoned the police to report that my car had been stolen အဲ့လိုဖြစ်သွားတယ်အဲ့အဖြေမှန်လေးတွေပြန်ဖတ်ပြမယ် 1 I shouted to warn people of the danger 2 I had to go to the bank to get some money 3 I'm saving money to go to Canada 4 I went into hospital to have an operation 5 I'm wearing 2 sweaters to keep warm 6 I phoned the police to report that my car had been stolen 64.2 Complete these sentences using a suitable verb သင်တော်တဲ့ကရိယာတစ်လုံးကိုသုံးပြီးတော့ဝါကျတွေကိုဖြည့်မယ် 1 The president has a team of bodyguards to protect him ဒါကခုနလည်းတွေ့ခဲ့ပြီးပြီသမဏဟာသူ့ကိုကာကွယ်ဖို့အတွက်တပ်တော်ဆောင်အဖွဲ့တစ်ဖွဲ့ထားတယ်ရှိတယ်အဲ့တော့ bodyguards ကဘာလို့ဖို့လဲ to protect him ဒါမျိုးပေါ့ 2 သင်တော်တဲ့ verb ကိုဝါကျအနေထားကိုကြည့်ပြီးတော့ကိုယ့်ဘက်ကိုထည့်ကြမှာ I didn't have enough time အချိန်အလုံးမရှိခဲ့ဘူး The newspaper today ဒီနေ့သတင်းစာကိုဆိုတော့ဘာဖြစ်လဲအချိန်လုံးမရှိဘူးဖတ်ဖို့အချိန်လုံးမရှိခဲ့ဘူးပေါ့အဲ့တော့ I didn't have enough time to read the newspaper today 3 I came home by taxi အင်္ဂို taxi နဲ့ပြန်လာခဲ့တယ် I didn't have the energy ငါမှခွန်အားမရှိခဲ့ဘူးဘာလို့ခွန်အားမရှိလဲ taxi ငှားစီရတယ်ဆိုတာလမ်းလျှောက်ဖို့ခွန်အားမရှိလို့ taxi ငှားစီတယ်ပေါ့ဒီတော့ to walk walk အဲ့လိုသုံးရင်တော့ဒါမှမဟုတ်ခြေချင်းသွားတယ် to go on foot ခြေချင်းသွားဖို့အတွက်ခွန်အားမရှိခဲ့လို့ taxi ငှားခဲ့တယ် 4 Would you like something ဘာမေးမလဲမသိဘူးဘာလို့ချင်တယ်လဲ Yes please a cup of coffee ကော်ဖီတစ်ခွက်လောက်ပေးပါဆိုတော့မေးတာဘာတောက်ချင်တယ်လဲမေးမှာပေါ့အဲ့တော့ Would you like something to drink 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 to drink 5 We need a bag 8 လောက်လိုတယ် these things in ဒီပစ္စည်းတွေ in ဆိုတော့ဒီပစ္စည်းတွေထည့်ဖို့8လိုတယ်လို့ပြောမှာပေါ့အဲ့တော့ဒီပစ္စည်းတွေထည့်တယ်ဆိုတာ put
ဒီပစ္စည်းတွေသယ်ဖို့ဆိုရင် carry put နဲ့ပဲသုံးအောင် we need a bag to put these things in ဒီပစ္စည်းတွေထည့်ဖို့အိတ်တိတ်လောက်လိုပါတယ် 6 there will be a meeting next week လာမယ့်အပတ်မှာစီဝေးပွဲတစ်ခုရှိလိမ့်မယ်ဘာလို့ဖို့လဲ to solve လာမယ့် the problem ပြဿနာကိုလာမယ့်ဘက်မှာစီဝေးကဒီပြဿနာကိုအဲ့တော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့ပြဿနာကိုစဉ်းစားဖို့ပြဿနာအကြောင်းကိုပြောဖို့ဆိုပြီးတော့အမျိုးမျိုးဖြစ်လာတယ်အကုန်လုံးဖြစ်နိုင်ခြေရှိတော့ရေးလို့ရတယ်အဲ့တော့ to discuss ဆွေးနွေးဖို့ to consider စဉ်းစားဖို့ to talk about ပြောဖို့ the problem ပြဿနာကိုဆွေးနွေးဖို့ to discuss the problem ပြဿနာကိုစဉ်းစားဖို့ to consider the problem ပြဿနာအကြောင်းကိုပြောဖို့ to talk about the problem အဲ့ဒါလေးထည့် 7 I wish we had enough time အချိန်လုံးလုံးလောက်ရှိချင်လိုက်တာဒါက wish နဲ့ past tense နဲ့တွဲသုံးတဲ့အခန်းကဏ္ဍကိုမှတ်မိသေးလို့ရှိရင်ဘာသာပြန်လို့လွယ်လိုက်မယ်ဒါကပစ္စုပန်ကိုရည်ရွယ်ပြီးပြောတာအခုပတ်စံအလုံးလောက်မရှိလို့ရှိရင်ကောင်းမှာပဲလို့ပြောတာ I wish we had enough money another car နောက်ထပ်ကားတစ်စီးဘာလုပ်မလဲဝယ်ဖို့ပေါ့ to buy နောက်ထပ်ကားတစ်စီးဝယ်ဖို့တဲ့ပတ်စံအလုံးလောက်ကမရှိခဲ့ပတ်စံအလုံးလောက်ရှိချင်လိုက်တာအဲ့တော့ I wish we had enough time I wish we had enough money to buy another car 8 I saw Helen at the party party ဝမှာ Helen ကိုငါတွေ့ခဲ့တယ် but we didn't have a chance ဒါပေမဲ့အခွင့်အရေးမရှိခဲ့ဘူးဘာလို့ဖို့အခွင့်အရေးမရှိတာလဲ to each other တယောက်နဲ့တယောက်ဆိုတော့စကားပြောဖို့ပေါ့အဲ့တော့စကားပြောဖို့အခွင့်အရေးတို့မရခဲ့ဘူး to talk ဒါမှမဟုတ်ရင် to talk to each other to speak to each other တယောက်နဲ့တယောက်စကားပြောဖို့အခွင့်အရေးမရခဲ့ပါဘူး 9 I need some new clothes with စာအသစ်တချို့ငါလိုပါတယ် I don't have anything nice ကောင်းတာဘာမှမရှိဘူးဘာလို့ဖို့လဲအဝတ်စားဆိုတော့ to wear ဝတ်ဖို့ wear အစားကိုနောက်ထပ် put on သုံးလို့ရတယ် to put on 10 they've just passed their exams သူတို့စာမေးပွဲကိုသူတို့ရဲ့စာမေးပွဲတွေကိုအောင်သွားကြပြီလောလောလတ်လတ်အောင်သွားကြပြီ just ပါနေတယ်လောလောလတ်လတ်အောင်သွားကြပြီအောင်ပြီးစားလေးပဲဖြစ်ကြတယ် they're having a party ပွဲကျင်းပကြလိမ့်မယ်ဘာလို့ဖို့လဲသူတို့အောင်ပွဲကျင်းပဖို့ပေါ့အဲ့တော့ပျော်ပွဲခံတယ်အောင်ပွဲခံတယ်ဆိုလို့ရှိရင် celebrate လို့ပြောတယ် to celebrate အောင်ပွဲခံဖို့ရအတွက်ပါတီပွဲကျင်းပကြလိမ့်မယ်အဲ့တော့ they're having a party to celebrate 11 I can't do all this work alone ဒီလုပ်တဲ့အကုန်လုံးကိုငါတယောက်တည်းမလုပ်နိုင်ဘူး I need somebody တယောက်လိုတယ်ဘာလို့ဖို့လဲငါ့ကိုအကူအညီပေးဖို့ပေါ့ to help me help အစားကိုနောက်ထပ်စကားလုံးတစ်လုံးက assist to assist me အဲ့လိုမျိုးဒါပေမဲ့တစ်ချိန်မှာတစ်လုံးမဲ့သုံးမှာပါဒီဝါကြတွေပြန်ဖတ်ပြမယ်ဒီအခန်းက 64.2 ကသူကလည်းပဲတင့်တော်တဲ့ verb တစ်ခုကိုကိုယ့်ဘာကိုစဉ်းစားပြီးရွေးလိုက်တာတစ်ခုပဲကွာတယ် to infinitive နဲ့ purpose ကိုပြတယ်လေ့ကျင့်ခန်းဖြစ်တယ်ကြည့်မယ် 1 The president has a team of bodyguards to protect him 2 I didn't have enough time to read the newspaper today 3 I came home by taxi I didn't have the energy to walk 4 Would you like something to drink? Yes, please, a cup of coffee. 5. We need a bag to put these things in. We need a bag to put these things in. 6. There will be a meeting next week to discuss the problem. 7. I wish we had enough money to buy another car. 8. I saw Helen at the party, but we didn't have a chance to talk to each other. 9. I need some new clothes. I don't have anything nice to wear. 10. They just passed their exams. They're having a party to celebrate. 11.
I can't do all this work alone. I need somebody to help me. 64.3 Put in 2 or 4. 2 သို့မဟုတ် 4 ကိုဖြည့်ပါနှစ်မျိုးမှာတစ်မျိုးပဲရွေးရမယ် 1. I'm going to Spain for a holiday. Noun ဆိုတော့နောက်က noun ဆို for နဲ့တွဲမယ်နောက်မှာ verb တွင် to ထည့်မယ်ဒါပဲ holiday အတွက်အားလိုက်ရဲ့အတွက် Spain ကိုသွားမယ် 2. You need a lot of experience. This job က noun for ဝင်မယ် for this job ဒီအလုပ်အတွက်အတွေ့အကြုံအများကြီးမင်းလိုတယ် 3. You need a lot of experience. Do this job infinitive တွေ့တယ် to ပဲထည့်မယ် to do this job ဒီအလုပ်ကိုလုပ်ဖို့အတွေ့အကြုံအများကြီးလိုတယ် 4. We'll need more time ဒီတဲ့အချိန်ပိုပြီးလိုပါလိမ့်မယ် make a decision infinitive တွေ့တယ် to make a decision ဆုံးဖြတ်ချက်ချဖို့အတွက်အချိန်ပိုပြီးလိုပါလိမ့်မယ် 5. I went to the dentist a checkup စစ်စစ်တာသွားဆရာဝန်စီသွားတယ် a checkup noun တွေ့တော့ for a checkup စစ်ဖို့အတွက်သွားဆရာဝန်စီသွားခဲ့တယ် 6. I had to put on my glasses ငါမျက်မှန်ကိုငါတက်ခဲ့ရတယ် read infinitive တွေ့တယ် to ထည့်မယ် to read the letter စာဖတ်ဖို့အတွက်မျက်မှန်တက်ခဲ့ရတယ် 7. Do you have to wear glasses မျက်မှန်တက်ရသလား reading ဆိုတာ ing တနည်းအားဖြင့်ဒါ verbal noun ကရိယာနာမ် noun ပို့တွေ့တော့ရှေ့က for reading စာဖတ်ဖို့အတွက်မျက်မှန်တက်ရသလား 8. I wish we had a garden ဥယျာဉ်လေးတစ်ခုတော့ပိုင်ကျင်လိုက်တာ the children noun ဆိုတော့ for the children playက verb ဆိုတော့ to play in ကလေးတွေအတွက်ကစားဖို့ရာအတွက်ဥယျာဉ်လေးတစ်ခုရှိရင်ကောင်းမယ်အဲ့တော့ I wish we had a garden for the children to play in လွယ်ပါတယ်ဒီဥစ္စာက noun တွေ့ရင် for ထက် verb တွေ့ရင် to ထက်ဒါပဲနှစ်ခုစလုံးဒီ purpose ကိုပြတယ်ပြန်ဖတ်ပြမယ် 1. I'm going to Spain for a holiday 2. You need a lot of experience for this job 3. You need a lot of experience to do this job 4. We'll need more time to make a decision 5. I went to the dentist for a checkup 6. I had to put on my glasses to read the letter 7. Do you have to wear glasses for reading 8. I wish we had a garden for the children to play in 64.4 Write sentences with so that နဲ့ဝကြရရေးပါဒါကတော့ so that နဲ့ purpose ပြမှာနောက်ကဘာလိုက်လဲ wouldn't solution negative can could solution positive အဲ့ဒီလိုမျိုးသူလိုက်တယ်ဝကြကိုကြည့်ပြီးတော့ဒါပြောင်းသွားမယ်ကြည့် 1. I hurried အမြန်အဆန်လုပ်ခဲ့တယ် I didn't want to be late နောက်မကြချင်ခဲ့ဘူးပြန်ပေါင်းလိုက်တော့ I hurried so that နဲ့ပေါင်းမယ် so that ဘာမှဖြစ်ချင်လို့လဲ I wouldn't be late past tense ဆိုတော့ wouldn't နဲ့သုံးသွားတယ် present နာတွေ့လို့ကတော့ I won't လို့ရေးမှာ I wouldn't be late နောက်မကြရအောင်လို့မြန်လုပ်ခဲ့တယ် 2. I wore warm clothes နှွေးထွေးတဲ့အဝတ်တွေငါဝတ်ခဲ့တယ် I didn't want to be cold အေးမမိချင်ဘူးအားကြောင့်မလို့အေးမမိဖို့ရအတွက် past tense ဖြစ်နေတယ် wouldn't သုံးရတော့မှာသေချာပဲ I wore warm clothes so that I wouldn't be cold အေးမမိအောင်လို့ဘာလုပ်လဲနှွေးတယ်ဝတ်ခဲ့တယ်အဲဒီမှာ wouldn't ဆိုတဲ့စကားလုံးကိုသုံးမယ် 3. I left Dave my phone number. I wanted him to be able to contact me. Dave စီမှာငါဖုန်းနံပါတ်ပေးထားခဲ့တယ်သူ့ကိုငါ့ကိုဆက်သွယ်လို့ရအောင်လို့ to be able to contact me ငါ့ကိုဆက်သွယ်နိုင်အောင်လို့အဲ့တော့သူ့ကိုငါကိုဆက်သွယ်နိုင်စေချင်ခဲ့တယ် I wanted him to be able to contact me အဲ့လိုမျိုးဆိုတော့ငါကိုသူဆက်သွယ်လို့ရအောင်လို့ Dave စီမှာငါဖုန်းနံပါတ်ပေးခဲ့တယ်လို့ပြန်ပြောမယ်အဲ့တော့ I left Dave my phone number so that လုံနိုင်အောင်လို့ဆိုတော့ positive so that past tense ဆိုတော့ so that he
could contact me could နဲ့လည်းသုံးလို့ရမယ်သူငါ့ကိုဆက်လို့ရအောင် would နဲ့ positive သုံးမယ်ဆိုလို့ရှိရင်တော့ would be able to contact me would contact me တော့မရဘူးသူက be able to သုံးထားတော့ would be able to contact me be able to ရဲ့တခြားအဓိပ္ပာယ်တူနောက်တစ်လုံးသုံးလို့ရတာက I can could တွေကိုသုံးလို့ရတယ်ဒီတော့ could နဲ့သုံးရင်သုံးမသုံးရင် would be able to 4 we whispered တိုးလေးပြောခဲ့ကြတယ် we didn't want anybody else to hear our conversation ငါတို့စကားပြောတာကိုဘယ်သူမှမကြားစေချင်ခဲ့ဘူးဒါကြောင့်တိုးလေးပြောခဲ့တယ်အဲ့တော့ဘယ်သူမှတို့ပြောတာကိုမကြားရအောင်လို့တိုးလေးပြောခဲ့တယ် we whispered so that nobody else tell me တခြားဘယ်သူမှသူက didn't want anybody ဆိုတော့ negative ဆိုတော့ anybody နဲ့လုံးသွားတယ်အခုက so that ဆိုပြီးတော့ positive နဲ့ကိုယ်ကရေးမှာဆိုတော့ nobody နဲ့ဆိုပြီးသွားရော so that nobody else ဘယ်သူမှနောက်က nobody ရေးတော့ positive နဲ့ရေးရမယ် nobody ကိုက negative စကားလုံးနောက်မှထပ်ပြီး negative ထပ်လုပ်လို့မရဘူးအဲ့တော့ nobody past tense ဆိုတော့ could hear our conversation could နဲ့လုပ်ချင်လို့nobody could hear ဒါမှမဟုတ်လို့ရှိရင် nobody else would hear our conversation would ကော could ကောနှစ်ခုစလုံးဝင်ပြီးသုံးလို့ရမယ်nobody ပါပြီးသားဖြစ်တဲ့အတွက်နောက်ထပ် negative လုပ်စရာမလိုဘူးဆိုတာတော့သတိထားပါနောက်တစ်ခုကြည့်မယ် 5 please arrive early စောစောရောက်အောင်လာပါ we want to be able to start the meeting on time အစည်းအဝေးကိုအချိန်မှန်စတင်လို့ပါအဲ့တော့ please arrive early so that ဘာလုပ်မလဲတို့စလို့ရအောင်လို့ဆိုတော့ so that we will be able to start the present tense that we will be able to will present future ပေါ့ present future ပဲဆိုပါဆို past future present future ပြန်ပြောမယ်ဆို will နဲ့ would ရှိတာမှာဒီမှာက what က present tense ဆိုတော့ will နဲ့သုံးမယ် we will be able to start အဲ့လိုမသုံးရင် so that we can start the meeting on time can နဲ့သုံးမယ်ဒါမှမဟုတ်ရင် will be able to သုံးမယ် 6 Jennifer locked the door Jennifer ကတကားတော့ခတ်သွားတယ် she didn't want to be disturbed သူကနောက်ဆက်မခံချင်ဘူးနောက်ဆက်မခံချင်လို့တကားတော့ခတ်ထားတယ်ဒါပုံစံနဲ့ပြောမယ်အဲ့တော့ Jennifer locked the door so that passive က passive voice ပဲဘာနဲ့ပြောမလဲ negative သုံးရမယ် past tense သုံးထားတယ် she wouldn't be disturbed သူ့ကိုဘယ်သူမှနောက်ဆက်လို့မရအောင်အဲ့တော့ wouldn't be disturbed လို့သုံးလိုက်တယ်သူ့ကိုဘယ်လိုမှနောက်ဆက်မလာအောင်လို့ဘယ်သူမှမနောက်ဆက်နိုင်အောင်လို့ဆိုလို့ရှိရင် couldn't be disturbed လို့ရတာ couldn't ကြတော့သူက negative မသုံးဘူးသူသုံးမပြအောင် would တို့ wouldn't တို့ကတော့ negative ကော positive ကောနှစ်ခုစလုံးသူသုံးတယ်ဒီမှာတော့သူဖြည့်ပြမထားဘူးအဲ့ဒီလိုလေးပဲမှတ်ထား 7 I slowed down ငါအရှိန်လျှော့ချလိုက်တယ် I wanted the car behind me to be able to overtake ငါကားကိုအရှိန်လျှော့ချလိုက်တယ်ဘာကြောင့်လဲဆိုတော့ငါနောက်ကကားကိုကျော်တက်သွားနိုင်အောင်လို့အဲ့တော့ I slowed down so that the car behind me past tense ဆိုတော့ would be able to overtake သုံးရင်သုံးဒါမှမဟုတ် could overtake could so be able to မပါဘူး would သုံးလို့ရှိရင် be able ပြန်ထည့်ရမယ်ကျော်သွားနိုင်အောင်လို့ဟုတ်ပြီဒီမှာက so that နဲ့တို့တွေက purpose ကိုပြပြီးတော့လေ့ကျင့်ခန်းလုပ်တာ so that နဲ့ပြရင်အနောက်မှာ negative ဆိုလို့ရှိရင် wouldn't တို့ won't တို့သုံးတယ် positive ဆိုလို့ရှိရင် can could သုံးတယ်ပြီးတော့ can could အစားကို will be able to would be able to လဲပြောင်းသုံးလို့ရတယ်ဆိုတာကိုသူကလေ့ကျင့်ခန်းနဲ့ပြထားတယ်ဝေကြလေးပြန်ဖတ်ပြမယ် 1 I hurried I didn't want to be late I hurried so that I wouldn't be late 2 I wore warm clothes
I didn't want to be cold. I wore warm clothes so that I wouldn't be cold. Three. I left Dave my phone number. I wanted him to be able to contact me. I left Dave my phone number so that he could contact me, or so that he would be able to contact me. 4. We whispered. We didn't want anybody else to hear our conversation. We whispered so that nobody else would hear our conversation, or so that nobody else could hear our conversation. 5. Please arrive early. We want to be able to start the meeting on time. Please arrive early so that we can start the meeting on time, or so that we'll be able to start the meeting on time. 6. Jennifer locked the door. She didn't want to be disturbed. Jennifer locked the door so that she wouldn't be disturbed. 7. I slowed down. I wanted the car behind me to be able to overtake. I slowed down so that the car behind me could overtake, or would be able to overtake. Well, that's the end of Unit 64. Thank you very much for listening to my lecture, and I wish you all good luck.